အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အမေကြီးရဲ့ဒီနေ့ဒါကိုတစ်ချက်ပြမှာဖြစ်ပါတယ်ရှင်မိုးရောင်လေးနေပြီပဲသမီးတွေဘာလုပ်နေလဲတွားကြည့်အောင်မဟဲ့အယုတ်ဆော့တဲ့သူကဆော့ဟိုမှာဖုံးသုံးတဲ့သူကတုံးနဲ့ဟိုနင်တို့ဖုံးဘသူပေးခိုင်းလို့လဲပြောစမ်းသမီးကနောက်ခေါ်ကြည့်တာဟုတ်တယ်သမီးတို့လည်းကြည့်ချင်တာပေါ့ယုတ်မမပဲကြည့်နေတာဟာကိုအေးဟိုထမင်းတော့ဆက်လိုက်အောင်မထမင်းချက်ပြင်တော့ပြီနော်မစားမစော့ရတော့ဘူးနော်ဟုတ်ကဲထမင်းစားမယ်ကလေးတွေထမင်းစားကြမယ်လားခဲ့မမအားလုံးကောင်းတာပဲနော်ဘာဟင်းလဲအဲ့ဟင်းမဟုတ်ဘူးအဲ့ပီဇာပီဇာနဲ့လက်ဖက်ရည်ဖြော်တာလေမမေကတော့ထမင်းစားပြီးပြီအမိုက်တွေရှင်းလောက်ကောင်းမယ်အမိုက်ပုံးနဲ့တော့ပြည့်ပြီးမဝဲလာနော်အေးဝဲလာမယ်ကြောက်ပောင်ဝဲလာခဲ့မယ်ပြီးရင်တရွက်တွေကိုလည်းလောက်ကောင်းမယ်တရွက်တွေဘာတရွက်ကိုလုပ်ရင်ကောင်းမလဲဟိုရှက်တရွက်ကိုလုပ်ရင်ကောင်းမှာဟိုရှက်တရွက်ကိုပဲလုပ်လိုက်တော့ပါမယ်ပုံနေရတယ်အရေးကြီးမပုံနေရဟဲ့အမိုက်ထုတ်တယ်လည်းကောက်ပြီးပြီဆိုတော့အမိုက်တော့ဝဲအောင်မဟိုနောက်ကဆူရှီဆိုင်ဘေးနားမှာရေမြောင်းရှိရဲ့အဲ့ထဲကအမိုက်ချလိုက်မယ်အမိုက်သွားချလိုက်အောင်မယ်နင်ပြေးမမြင်တော့မယ်ငါသမီးတွေချက်ပုံစားနေတာမသိဘူးအခုလည်းရေမြောင်းလေးကိုပြစ်ချအောင်မပြင်လိုက်ချပြီးပြီဆိုတော့ဟိုဆူရှီဆိုင်ပြီးနာထဲဝင်ပြသမီးလေးပိုချက်ပုံလုပ်လိုက်အောင်ချက်ပုံဝေးရမယ်ဟိုအခုမင်္ဂလာပါရှင်ချက်ပုံလေးရချင်လို့ရမယ်အထုံးလေးနဲ့ထည့်ပြီးနော်အေးကိုကျေးဇူးပါဘယ်လောက်ကြလဲ200ပါပေးပြီလေကိုဟုတ်တာပဲနူမေဝါဒူနောက်နေ့အပေးအောင်ဟုတ်ပြန်လဲရပြီဆိုတော့သမီးတို့ရှိတော့မတော့အခုဒီထမင်းစားလို့ပီဇာစားလို့မပြီးနိုင်တော့သမီးရဲ့ဒီမှာချက်ပောင်ဝယ်လာတယ်ယေးကျေးဇူးရကြီးတိုးနေတိုးရိုက်မသမီးဖို့တစ်ခုချက်ပောင်လေးစားပြီးပြီနော်ကဲချက်ပောင်လေးတန်းလုပ်ပြီးပြီဆိုတော့တို့စားပြီးသွားပြီဆိုတော့ဝေးစားလိုက်ပြီးကောင်းရှော်မရမယ်စပင်းလေးစီးပြီးသွားပြီဆိုတော့ကောင်းသွားရှော်မယ်ကောင်းသွားရှော်အောင်ပါပဲတပတ်ဝလာဦးမကောင်းရှော်လို့ကောင်းလိုက်တာကောင်းရှော်လိုက်ပို့ပြီးနူးညံ့သွားတာပဲကောင်းရှော်လို့လည်းပြီးပြီဆိုတော့သမီးကြီးဒီရှိလာပြီးဘာလုပ်နေတာလဲသမီးငယ်နဲ့မေပဲပြဝါလေလက်ရှာနေတာမဟုတ်ပါဘူးသမီးเจ้าဝတ်စုံနဲ့ကျောင်းသွားဖို့မလားဟုတ်တယ်မေပမာလေးခေါ်လိုက်ခေါ်ခဏလေးပြင်းလာခဲ့မယ်အဝေးစားလဲလာမှဒီလားဒီမမလည်းသမီးသွားမယ်လာသမီးငယ်လေးသွားလိုက်မနော်သွားမယ်အားလုံးကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုလေးတွေမှာလည်းဒီလိုမျိုးစိတ်ဝင်စားကြဆကူရာပုံမလေးကြည့်ရနော် like subscribe လေးလုပ်ပေးကြပါဦးနော်အားလုံးပဲတတာ